title block ပေါ့နော် title block ကဘယ်ရရမလဲဆိုရင်ကိုယ်တိုင်မဆွဲရပါဘူးအရှိအပေါ်က main ကိုနေရှိမယ်သူတို့ကိုယ်တိုင်ဖန်တီးထားရအောင်ကိုကနည်းနည်းလေး modify လုပ်ရုံပဲပေါ့အဲ့ title block ကလည်းတကယ်တော့ညှိပြီးတော့လုပ်ရတယ်ပေါ့နော်အဲ့ title block မှာသူကဘေးနားမှာထားတယ်ကိုကအောက်မှာထားတယ်အဲ့လိုလုပ်လို့မရအောင်သူတို့ company ကသူတို့ project ပေါ့နော်သူတို့ဒီ main ကွန်ကပေါ့နော်သူတို့ project တော့သူတို့သတ်မှတ်ထားတဲ့ title block ရှိပြီးသားကိုပေးလိုက်မှာကိုက item မှာလိုတာလေးတွေပဲလိုက်ပြီးတော့ဖြည့် modify လုပ်ရုံပဲအဲ့ title block ရဲ့အကြောင်းကိုရှင်းပြမယ်။ title block လည်း h reference နဲ့ခေါ်ထည့်ရတာပဲ hr attach drawing reference title block open မှန်ရင်ချစ်နေလားမချစ်ဘူးเนาะ okay ချလိုက် auto ကြဒီမှာယူထားတဲ့ဟာရနေလက်လုံးသွားเนาะ auto ကြရတယ်။ title block လေးအကြောင်းကိုအရင်ရှင်းပြမယ်။အမတို့ဒီမှာပါရှိနေလဲဆိုရင် sheet number ပေါ့ sheet number ဆိုတော့E ဘယ်လောက်လဲ E2020202 ရေးမယ်အဲ့တော့ title or drawing ဘာလဲဆိုရင် lighting system for warehouse ဆိုပြီးရေးမယ်အော် date ရေးမယ်ဒီပေါ်မှာ scale ရေးမယ် scale က A1 ဆိုရင်အမတို့ဆိုတော့ပြောရဲ 1:150 နဲ့ဆိုတာဖြစ်ပြီးတော့ A3 ကကြတော့အဲ့ဒီဟာရဲ့နှစ်ဆ300လို့ရေးရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကဒါ date တွေပေါ့ job number တွေဟောဒါရမပြောတော့ဘူးเนาะဒါတော့ဒီ project ရဲ့ project name အော်ဒီဘောစာတွေကကြတော့ဒီ project နဲ့ပတ်သက်တဲ့ structure ဘိုင်းရော archi ဘိုင်းရော electrical ဘိုင်းရော mechanical ဘိုင်းရောအကုန်လုံးကိုဒီ date တွေရေးထားတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ title block အတူတူပဲအားလုံးကအတူတူပဲသုံးရတာဖြစ်ပါတယ်เนาะအဲ့တော့မတော်က changes လေးပြောင်းပေးရမှာဒီမှာစာလေးတွေပဲထပ်ပြီးတော့ထည့်ရုံပဲအဲ့တော့ title block ထဲမှာမတော် scale ချိန်မှာဒီ title block ပေါ်မှာမူတည်ပြီးတော့မတော်အထဲထဲမှာ scale ချိန်မှာပုံလိုချင်တဲ့နေရာလေးတွေကွက်ပြီးတော့ပေါ်အောင် print ထုတ်တဲ့ခါကျရင်ဒီ title block နဲ့ဒီ size ကြီးနဲ့ထုတ်ပါလိမ့်နော်အဲ့တော့ချိန်မယ်ဆိုတော့ amp view ပေါ့ကွက်လောက်လေးပဲပေါ်ကျင်လားကလစ်တစ်ချက်ချပြီးတော့လိုချင်လောက်ဆွဲလိုက်ရုံပဲဒီတော့ double click နဲ့ဝင်ပြီးတော့ဟုတ်ဒီတော့ double click နဲ့ဝင်ပြီးကိုလိုချင်တဲ့အပိုင်းလေးတွေကိုမြင်အပြင်ကိုထွက်ရဆိုရင် PS paper ဆိုရင် double click နှစ်ခုနှိပ်လိုက်နော်ဒါအမျိုးမျိုးလုပ်လို့ရတယ်ကိုမြင်နေတဲ့အပိုင်းလေးတွေနဲ့ကိုမြင်နေတဲ့ scale လေးတွေနဲ့เนาะအဲ့ဒီဟာကိုအကုန်လုပ်လို့ရတယ်เนาะအဲ့တော့ဖြတ်မယ် rectangle ဆွဲရမှာမဟုတ်ဘူးเนาะ MV ပြန်ယူမယ်အဝါယာဟိုက layer ရဲ့ wire ဖြစ်နေတယ်မဟုတ်ဒီဘက်0 layer နဲ့သွားမှာ MV ဟိုကဒီပေါင်းအတွင်းမို့ဒီပေါင်းအတွင်းအဲ့တော့အဲ့မှာ scale ချိန်နေဆိုတာဒါပဲအဲ့ဒီမှာ scale ချိန်ရတော့မယ်ဒါလေးတွေကအတွင်းထဲကို double click နဲ့ဝင်လိုက်ဒါမှမဟုတ်ရှင် MS ဆိုပြီးတော့နှိပ်လိုက်အဲ့ထဲရောက်သွားပြီအဲ့ထဲမှာကိုပေါ့ဒီမှာ score wheel လေးနဲ့ချိန်အောင်မယ်နော်ဒါတော့ none ပေါ့ scale မရှိဘူးလက်လျှောက်ပြီးချိန်တာအပြင်ပြထွက်ချင် PS paper state ကိုပြင်ရောက်သွားတာနော်အမဟုတ် double click နှိပ်လိုက်ရတယ်အတွင်းမှာ double click နှိပ်လိုက်ရတယ်ရပြီအဲ့တော့အမတို့ scale ချိန်မယ်ပေါ့ scale ချိန်မယ်ဆိုတော့တိတိကျဖြစ်ဖို့တော့လိုတယ်ဒီထဲမှာအမတို့ 1:100 ချိန်ကြည့်လိုက်ဒါတိတိကျပဲအဆင်ပြေလားအကုန်မမြင်ရအောင်เนาะအဲ့တော့အမတို့အရှိမပြောတယ် scale ချိန်ပြီးတော့ငါတို့တွေကတက် site တွေကိုအမတို့တွေကတက် site တွေကိုလောက်ရတာလို့ပြောတယ်အဲ့တော့ဒီ scale ကိုရင်ချိန်ပါเนาะကိုဘာလုပ်မလဲဆိုတာကိုက plan ရင်ချပြီးတော့ scale ရင်ချိန်ပြီးတော့ဟိုထဲမှာတက် site ကိုသွားအဲ့တော့အရှိ project တွေလုပ်ဘူးဆိုရင်တော့ကိုကအဲ့ဒီဟာကိုအဲ့ step ကိုတော့သွားကြရမလို့တော့လေ auto အရင်ဦးဆုံး scale ချိန်တာကတော့အဆင်ပြေသွားတာပေါ့အဲ့ဒီထဲဝင်မယ်ဝင်ပြီးအမတို့ဘယ်လောက်ထားရင်အဆင်ပြေမလဲပေါ့150ထားမယ်150ရှိလားမရှိဘူးเนาะအဲ့တော့အမတို့ကမရှိတဲ့ scale ကိုအသစ်ယူရမယ်အသစ်ယူမယ်ဆိုတော့ဒီအောက်ထိသွားလိုက် custom နဲ့အဲ့ရှိလား150မရှိတော့ 1:2 ဟိုပါဆိုတော့ add ကိုနှိပ်မယ်အသစ် 1:150 အဲ့ drawing unit ကဘယ်လောက်လဲ150เนาะဒါထည့်ရမယ်ပြီး okay မရှိတဲ့ scale ကိုယူတာเนาะ150 150အဆင်ပြေသွားပြီလားပြေသွားပြီเนาะဒီထဲရောက်လို့ရှိရင်ဒီမှာ score wheel လေးကိုဖိပြီးတော့ဒီလိုပဲဆွဲ150မပြောင်းအဲ့မှာ score wheel တွေတွားလှည့်လိုက်ရင်အဲ့မှာသွားပြီအစားเนาะအဲ့တော့မလဲနဲ့150ပြန်ထားပြီးရင်အဲ့ဒီဟာကို double click နှိပ်တော့မှဒီလိုလက်ပုံစံလေးကင်ပြီးတော့ဒီလိုဖိပြီးတော့သွားပေါ့ရွှေ့ပေါ့เนาะအဲ့တော့မတို့ဒီထဲမှာဆိုလို့ရှိရင်ကောင်းကောင်းမြင်ရပြီသူရဲ့ drawing ထဲမှာဒီ title block ထဲမှာ drawing တစ်ခုလုံးကို grid line လည်းပါတယ်အကုန်လုံးပါတယ်မြင်ရပြီပေါ့เนาะအဲ့တော့မတို့ဒီကလေးနည်းနည်းရွှေ့လိုက်မယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့မတို့ဒီအောက်မှာ legend လေးတွေဒီမှာသုံးထားတဲ့ legend လေးတွေထည့်ချင်တယ်
အဲ့တော့ဒီနေရာလေးကိုနည်းနည်း space လေးတွေကျန်အောင်တော့လောက်ရမှာပေါ့နော်ဘာဖြစ်လို့ဆိုအမတို့ဒီဘက်မှာ detail တွေလာအောင်မယ်နော် detail တွေလာအောင်မယ်ဒီအခန်း detail တွေလာအောင်မယ်အော်ပြီးရင်ဒီဆောနာပြောတဲ့ legend တွေပေါ့ legend တွေဒီ drawing မှာသုံးထားတဲ့ legend တွေကိုပြအောင်ပါလေအဲ့နေရာ dress space တွေကလိုသေးတယ်ဒီ wire တွေကလိုသေးတယ်အဲ့တော့အဲ့ dress space ကျန်အောင်တော့အမတို့နည်းနည်းပြီးတော့ဒီနေရာချရမယ်နော်အဲ့တော့ဒါလေးကို adjust လုပ်လို့ရတယ်ဒါပေမဲ့ဒီ title block ကြီးမှာဒီလိုဘောင်ကြီးပေါ်နေမှာ print ထုတ်ကြည့်လိုက်ပြမယ်နော်ဒီလို adjust လုပ်လို့ရတယ်လုပ်ပြီးတော့မှပြီးရင်ဒီပို့တဲ့နေရာလေးတွေမှာဒါလေးတွေထည့်ပေါ့နော်ပို့တဲ့နေရာတွေမှာထားတယ်ထည့်မယ်ပေါ့ဒါကတော့ပုံဆွဲတဲ့လူတွေပုံမှာ scale ပေါ်မှာမူတည်သွားပြီအဲဒီတိုင်းဆိုဟာငါလည်းဟိုလဲဆန်အောင်ဒီလည်းမဆန်အောင်ဒီအတွက်ဒီနားမှာ၄ယောက်နည်းနည်းလေးဒီအတွက်နည်းနည်းလေးကြီးအောင်ပေါ့နော်ဒါဆိုမြင်ရမမြင်ရဘူးလေဒီဘက်မှာနည်းနည်းလေး scale လေးချဲ့ပြီးတော့ white box လေးနဲ့ထုတ်ပေးရမယ်ပတ် plan လေးနော်ဒီနားတွေမှာအမတို့ detail တွေထည့်လို့ရမယ်အဲဒီမှာဒါလေးတွေထည့်လို့ရမယ်အဲ့တော့နည်းနည်းလေးချုပ်မြင်သေးတယ်ကွာချုပ်လို့ရတယ်ကျန်တဲ့ဟာပါအောင်မနော်အချုပ်မယ်ဆိုတော့ဒီမှာဒီဘက်ပိုင်းနေရလေ grid line ရဲ့ဒီဘက်တွေကပိုးနေတာအမတို့ copy ကူးမယ် grid line ပဲတက်ယူမယ်မကြည့်ကြည့်လိုက်ကိုမြင်နေတဲ့အပိုင်းလေးကိုပဲ MV ခေါ်လိုက်တာနော်အဲ့တော့ဒီဟာလေးကိုဒီဘက်ကိုခြုံလိုက်မယ်မရဘူးလားရတယ်နော်ကိုမြင်နေတဲ့အပိုင်းလေးကို print ထုတ်ရင်မြင်နေတဲ့အပိုင်းလေး grid line ရဲ့နှစ်ခုဆက်လိုက်အဲ့တော့ဒီ grid line ရဲ့ grid line number တွေပေါ်ရင်ရပြီအမောက်ဒီဟာရောချုပ်လို့ရတာပေါ့ဒီလို copy ကူးလိုက်မယ်ကို scale ဝင်ဒီနော်ကိုမြင်နေတာဒီတစ်ပိုင်းကကြတော့ grid dimension နဲ့ grid line လေးပဲမြင်ရပြီmove လေးနဲ့ခေါ်ပါဒီနေရာလေးဆက်လိုက်ဟုတ်ဘယ်နေရာအထိပေါ်ရင်ရတယ်ဒီနေရာအထိဆိုရပြီအဆောက်အဦကြီးကိုဖုံးသွားရင်ရတယ်အဲ့တော့ဒီပုံစံထုတ်လိုက်တော့ space ကပို့ပြီးတော့နေရာမရတော့ဘူးလားရသွားတာပေါ့ဒီဘက်မှာအများကြီးပဲနေရာကြီးပို့သွားပြီကိုစိတ်ကြိုက်ကစားလို့ရတယ်အမကြီး print ထုတ်ရင်ကစားရရင် print preview လေးတစ်ချက်ကြည့်ကြည့်အောင် window ရရင်ဒီထိဆွဲလိုက်ဘာကြီးထုတ်မှလဲဆိုတော့ရရင်ဒီထိ preview လေးနဲ့ကြည့်ကြည့်အောင်အမကြီးဒီမှာဘေးနားမှာလည်းအကွက်တွေပေါ်နေတယ်ကြည့်လို့လှလားမလှဘူးလေနော်မလှတော့ဘယ်လိုလုပ်ရလဲဆိုတာကြည့်ကြည့်လိုက်ဆောနာ0လေးရထားထားရနော်ဒါလေးတွေကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ဒီမှာ0လေးရဘေးနားမှာဖြူလေးပေါ်တယ် default point ပေါ့နော် default point ဆိုတာကမြင်တော့မြင်ရတယ် print ထုတ်ရင်မမြင်ရဘူးဆိုတဲ့သဘောအဲ့လေးတစ်ချက်ကြည့်လိုက် print ထုတ်ရင်တော့မမြင်ရဘူး default point နေ print preview လေးကြည့်လိုက်အောင်မနော်မြင်ရလားစောနာ line မမြင်ရတော့နော်အဲ့လေပို့လှအောင်တော့လားလှသွားတယ်အဲ့ဒါကို dot point ထားရတယ်သူတို့ရဲ့ MV ရဲ့ဘောင်းလေးကိုပေါ့နော်အဲ့လိုထားရတယ်အဲ့တော့ရပြီအဲ့တော့ဒီမှာသုံးတဲ့ legend လေးတွေရှိတယ် switch box ရှိတယ် emotion sensor ရှိ emotion sensor မလာသေးဘူး weatherproof လည်းမလာသေးဘူးမသုံးသေးဘူး down လိုက်တယ်မတို့အဲ့တော့ဒီမှာထားမယ်နောက်တစ်ခုကဘာလဲဒါဘာလို့ထားလဲဒီမှာ 1 to 100ဒီ drawing က warehouse မို့လို့ wiring system နော်မလို့ဆိုတော့သုံးခဲ့တဲ့ wiring system ဒီလို line ကအပြည့်ဆိုလို့ရှိရင်မတို့ဒီကြိုးဖြစ်ပြီးတော့ဒီလိုမျိုး wire ဒီလိုမျိုးလေးဆိုရင် wire way ထဲမှာတွားထားတာဖြစ်တယ်ဒါဆို underground ပေါ့ဒါတော့အမားတို့ကလည်းမပါသေးဘူးဒီမြားလေးတွေကကြတော့တကယ် home return key ပဲဆိုတော့ panel ကလာတဲ့ key ပဲပေါ့နော်ဆိုတော့ panel လို့ schedule မှာပါတဲ့ဟာပေါ့ဒါလေးရချင်းဆိုပြီးထားလိုက်အဲဒီအားလုံးက 1 to 1 scale နဲ့ပဲနော် scale ချိန်ပြရမလို့ရပြီ